ကျွန်တော်အကလိုက်ဆိုရအောင်သူသားတို့မူကားလူမျိုးနဲ့ဆက်ဆံ၍ဖွာတော်တာမဟုတ်မိထုံတံဝါဒအားဖြင့်ဖွာတော်တာမဟုတ်လူအလူလျောက်ဖွာတော်တာမဟုတ်ဘုရားသခင်ဖြစ်ပွားစေတော်မူသောတာဖြစ်တည်းကြောင့်တမန်ကျမ်းစာမှာခရိယာမျိုးစားဘယ်နှမျိုးရှိလဲဆိုတော့၄မျိုး၄စားရှိတယ်စစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့အတွက်စစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့အတွက်လူမျိုးနဲ့ဆက်ဆံ၍ပွားတော်တာမဟုတ်စစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့လူမျိုးနဲ့ဆက်ဆံ၍ပွားတော်တာမဟုတ်အဓိပ္ပာယ်ကလူမျိုးရေးခရိယာကိုပြောတာဖြစ်တယ်လူမျိုးရေးကြောင့်ခရိယာဖြစ်လာတဲ့လူရှိလားမရှိဘူးလားအဲ့ဒါစစ်မှန်သောခရိယာမဟုတ်ဘူးဘုရားသားသမီးမဟုတ်ဘူးလူမျိုးကခရိယာဖြစ်လို့သူပါလိုက်ပြီးတော့ခရိယာဖြစ်လာတော့ဖြစ်လောက်လားဖြစ်လာတာအဲ့ဒီအရာကိုပြောတာဖြစ်တယ်ကြောင့်စစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့လူမျိုးနဲ့ဆက်ဆံ၍ဖွာတော်တာမဟုတ်လူမျိုးအဖြစ်ဆက်ဆံပြီးဖွာရုံနဲ့စစ်မှန်သောခရိယာမဟုတ်ဘူးဘုရားသားသမီးမဟုတ်ဘူးလို့ပြောတာဖြစ်တယ်ဒုတိယအမျိုးသားကကျွန်တော်ကလိုက်ဆိုရအောင်မေထုံတံဝါဒအားဖြင့်ဖွာတော်တာမဟုတ်စစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့မေထုံတံဝါဒအားဖြင့်ဖွာတော်တာမဟုတ်မေထုံအားဖြင့်ဖွာရုံနဲ့စစ်မှန်သောခရိယာမဟုတ်ဘူးဘုရားသားသမီးမဟုတ်ဘူးလို့ပြောတာဖြစ်တယ်အဓိပ္ပာယ်ကမိဘနှစ်ပါးကြောင့်မိဘနှစ်ပါးကြောင့် automatic ခရိယာဖြစ်တဲ့လူရှိလားမရှိလားရှိတယ်အဖေခရိယာအမေခရိယာမွေးလာတဲ့ကလေးကဘာပဲဖြစ်မလဲခရိယာပဲဖြစ်မယ်အဲ့ဒါကိုမေထုံတံဝါဒအားဖြင့်ဖွာတာဖြစ်တဲ့ကြောင့်စစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့မေထုံတံဝါဒအားဖြင့်ဖွာတော်တာမဟုတ်မိထုံအားဖြင့်ဖွာရုံစင့်တဲ့ယုံနဲ့စစ်မှန်သောခရိယာမဟုတ်ဘူးဘုရားသားသမီးမဟုတ်ဘူးလို့ပြောတာဖြစ်တယ်တတိယမျိုးစားကျွန်တော်ကလည်းဆိုရအောင်လူအလူအလျောက်ဖွာတော်တာမဟုတ်စစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့အတွက်လူအလူလျောက်ဖွာတော်တာမဟုတ်ဘူးစစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့လူအလူလျောက်ဖွာတော်တာမဟုတ်လူကဖွာပေးလို့မရဘူးလူကကိုယ့်အကိုမွေးယူလို့လည်းမရဘူးကိုယ့်အကိုလှုပ်ယူလို့လည်းမရဘူးသူတစ်ပါးကိုယ့်ကိုလှုပ်ပေးလို့လည်းမရဘူးစစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့အတွက်လူအလူလျောက်ဖွာတော်တာမဟုတ်အဓိပ္ပာယ်ကဘာကိုပြောလဲဆိုတော့အခြေအနေရခရိယာအခြေအနေရခရိယာဖြစ်လာတဲ့လူရှိလားမရှိဘူးလားခရိယာမင်းကလေးလူချင်းလို့သမီးရှင်တွေကပြောလိုက်တယ်ငါသမီးကိုယူမယ်ဆိုရင်တော့ခရိယာမဟုတ်ပေးစားမလားမပေးစားဘူးဒါဆိုရင်ဘာလို့ရပြန်ပြီလဲနိချေကံဘိခရိယာဖြစ်လာတယ်ဘာခရိယာလဲအခြေအနေရခရိယာခရိယာရကုညီတတ်တယ်မဆတတ်တယ်ကုညီမဆကြီးခံဖို့ခရိယာဖြစ်တဲ့လူလည်းရှိလားမရှိလားရှိတယ်ခရိယာအတိုင်းဝိုင်းတဲ့ရောက်သွားရင်ခရိယာပုံစံနဲ့ဖြစ်သွားတဲ့လူလည်းရှိလားမရှိလားရှိတယ်အဲ့ဒါအားလုံးကအခြေအနေရခရိယာဖြစ်တယ်စစ်မှန်သောခရိယာဘုရားသားသမီးဖြစ်ဖို့အတွက်လူအလူလျောက်ဖွာတော်တာမ
မဟုတ်လူကဖွာယူလို့မရဘူးကိုယ့်ဟာကိုယ်လည်းဖွာယူလို့မရဘူးသူတစ်ပါးလည်းကိုယ့်ကိုဖွာပေးလို့ရသလားမရဘူးကျွန်တော်တစ်ချိန်လုံးကဟိန္ဒူဘာသာကိုယ်ွယ်တယ်ဟိန္ဒူဘာသာမကောင်းဘူးခရစ်ယာန်ဘာသာအရင်ကောင်းတယ်ကျွန်တော်ဟိန္ဒူဘာသာကိုဆုံးပြီးတော့ခရစ်ယာန်ဘာသာတွေကိုကျွန်တော်ခရစ်တော်ယုံကြည်ပြီးကျွန်တော်ဝင်လာမယ်ကျွန်တော်စစ်မှန်သောခရစ်ယာန်ဖြစ်ပြီလားမဖြစ်သေးဘူးလားမဖြစ်သေးဘူးအဲ့ဒါကိုဘာလို့ခေါ်လဲဘာသာပြောင်းခရစ်ယာန်လို့ခေါ်တယ်ဘာလို့ခေါ်လဲဘာသာပြောင်းခရစ်ယာန်ကိုယ့်အကူလှုပ်ယူလားမလှုပ်ယူဘူးလားလှုပ်ယူလို့မရဘူးလို့ပြောချင်တာဖြစ်တယ်ကြောင့်ဒီနေ့ခရစ်ယာန်တွေကအသင်းတော်ပြောင်းခရစ်ယာန်အိမ်တော်ပြောင်းခရစ်ယာန်ဘုရားကျောင်းပြောင်းခရစ်ယာန်ရှိလားမရှိလားရှိတယ်စစ်မှန်သောခရစ်ယာန်ဘုရားသားသမီးဖြစ်ဖို့အတွက်လူအလူလျောက်ဖွာတော်တာမဟုတ်ဘူးလူကလှုပ်ယူလို့ရလားမရလှုပ်ယူရင်လှုပ်ခရစ်ယာန်ဖြစ်မယ်သူများလှုပ်ပေးရင်သူများလှုပ်ပေးတဲ့ခရစ်ယာန်ဖြစ်သွားတယ်လှုပ်ယူတဲ့အရာအလုံးကဘာခရစ်ယာန်လဲအခြေအနေရခရစ်ယာန်ဖြစ်တယ်စတုထကျွန်တော်နောက်ကလိုက်ဆိုရအောင်ဘုရားသခင်ဖွာတော်မူသောတာဖြစ်တည်းစစ်မှန်သောခရစ်ယာန်ဘုရားသားသမီးဖြစ်ဖို့ဘသူကဖွာလာလဲဘုရားသခင်ကဖွာလိုက်တယ်အဓိပ္ပာယ်ကဘုရားကမွေးလိုက်တာစစ်မှန်သောခရစ်ယာန်ဘုရားသားသမီးဖြစ်ဖို့ဘသူကမွေးရမလဲဘုရားကမွေးပြမယ်ဒါမှသာလေစစ်မှန်သောခရစ်ယာန်ဖြစ်မယ်ဘုရားသားသမီးဖြစ်မယ်ဒါဆိုရင်ခရစ်ယာန်အမျိုးသားဘယ်နှမျိုးရှိလဲဆိုတော့၄မျိုး၄စားရှိတယ်ပထမတစ်မျိုးကလူမျိုးရေးကြောင့်ခရစ်ယာန်ဖြစ်လာတဲ့လူရှိလားမရှိလားရှိတယ်ဒုတိယကခရစ်ယာန်မိဘနှစ်ပါးအဖြစ်မွေးလာလို့ခရစ်ယာန်ဖြစ်တဲ့လူရှိလားမရှိလားရှိတယ်တတိယအမျိုးသားကအခြေအနေရခရစ်ယာန်ဖြစ်လာတဲ့လူရှိလားမရှိလားအဲ့ဒီ၃မျိုးစလုံးကအပင်ငရဲသွားရမယ်၃မျိုးစလုံးကဘယ်သွားမလဲငရဲသွားရမယ်ကောင်းကင်သွားစရာအကြောင်းမရှိဘူးရောက်ဖို့အတွက်လည်းစိတ်ကူးလည်းမရင်နဲ့ဘာကြောင့်လဲဆိုတော့စစ်မှန်သောခရစ်ယာန်ဘုရားသားသမီးဖြစ်ဖို့ဘသူကမွေးပေးရမလဲဘုရားကမွေးပေးရမယ်ဒါဆိုရင်ခရစ်ယာန်၄မျိုး၄စားမှာကျွန်တော်ကျမတို့ဘယ်ထဲမှာပါတယ်ဆိုတာသိရလားမသိရဘူးလားမင်းကြိုက်လားမမင်းကြိုက်လားမင်းကြိုက်လားမမင်းကြိုက်လားဒါဆိုခရစ်ယာန်တယောက်ဖြစ်ဖို့ဘယ်သူကမွေးပေးရမလဲမရဘူးကိုကလှုပ်ယူလို့ရလားမရဘူးသူများကိုလှုပ်ပေးလို့ရလားမရဘူးသူများရဲ့လှုပ်ဖြစ်သွားတာလည်းဖြစ်ရမလားမဖြစ်ရဘူးဒါဆိုရင်ကျွန်တော်ကျမတို့အားလုံးကစစ်မှန်သောခရစ်ယာန်ဘုရားသားသမီးဖြစ်ဖို့ဘယ်သူကမွေးရမလဲဘုရားကမွေးရဒါမှဘာဖြစ်မလဲစစ်မှန်သောခရစ်ယာန်ဘုရားသားသမီးကိုယ့်အကူတုတ်ယူလို့ရသလားမရဘူးဒါဆိုရင်တေချာတဲ့တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်ကျမတို့ဘုရားသားသမီးဖြစ်ဖို့ကိုယ့်အကူလုပ်ယူလို့မရဘူးသူများလည်းလုပ်ပေးလို့ရမလားမရဘူးဘုရားလုပ်ပေးရမယ်ဘုရားကမွေးပြီးမှတာလေကျွန်တော်တို့ကဘာဖြစ်မလဲခရစ်ယာန်ဖြစ်မယ်ဘုရားသားသမီးဖြစ်မယ်ဒါဆိုရင်ကျွန်တော်ကျမတို့ကောင်းကင်နိုင်ငံရောက်ဖို့ဘယ်သူကလုပ်ပေးရမလဲကျွန်တော်ကျမတို့ဘုရားသားသမီးဖြစ်ဖို့ဘယ်သူကလုပ်ပေးရမလဲဒါမှသာလေကျွန်တော်တို့ကစစ်မှန်သောခရစ်ယာန်ဖြစ်မယ်ဘုရားသားသမီးဖြစ်မယ်ကိုယ့်အကူလည်းလုပ်ယူလို့ရလားမရဘူးဒါဆိုရင်ဘုရားသခင်ဘယ်လိုဖွာပေးတယ်လဲ